ထိုင်းစကားတော့ပြောတတ်ချင်တယ်တိတက်အချိန်ပေးပြီးတော့မလေ့လာနိုင်တဲ့လူတွေအရင်နဲ့အတူနေ့တိုင်းထိုင်းစကားလေးတွေပြောကြည့်ကြမယ်နော်လေ့ကြည့်တယ် ฝึก ဥပမာရင်ကထိုင်းစာလေ့ကြည့်နေတယ်ရင် ฝึก ภาษาไทยရင်ကจะมา ฝึก ကလေ့ကြည့်နေတယ်ဘာသာစကားကภาษาไทยဆိုရင် ไทยရင် ฝึก ภาษาไทยရင်ထိုင်းစကားကိုလေ့ကြည့်နေတယ်နောက်တစ်မျိုးကလည်းလေ့ကြည့်တယ်ပြိုင်ပွဲအတွက်လေ့ကြည့်တာ miss ပြိုင်ပွဲအတွက်လမ်းလျှောက်တာလေ့ကြည့်တယ်ဆိုလို့ရှိရင်ซ้อมပြိုင်ပွဲအတွက်ကပွဲအတွက်ပေါ့နော်လေ့ကြည့်တယ်ဆိုလို့ရှိရင်ကတယ်ဆိုလို့ရှိရင်เต้นလေ့ကြည့်တယ်ဆိုလို့ရှိရင်ซ้อมကကြည့်တယ်ဆိုလို့ရှိရင်ซ้อมเต้นအဲ့နှစ်မျိုးကကြတော့သုံးချင်တဲ့နေရာမှာသုံးလို့ရပါတယ်တီဆောက်တီလဲสร้างဆောက်လုပ်ရေးဆိုလို့ရှိရင်ก่อสร้างဖျက်ဆီးတာทำลายဖျက်ဆီးတာทำลายขยี้ตัวตีเดินทางโทรหาพ้องขอตีတိကျတဲ့ထိုင်းစကားလုံးလေးတွေရှိလို့ရှိရင် comment မှာရေးလာလို့ရပါတယ်